ကျွန်တော်တို့လုပ်တဲ့အလုပ်ကအင်မတန်ရှင်းပါကျွန်တော်တို့ဟာတိုင်းပြည်ကိုပြောခဲ့တဲ့အတိုင်းလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ရအောင်လုပ်မယ်ဆိုတဲ့အတိုင်းအဲ့ဒီလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ဆုံးဖြတ်ခဲ့ဒီလုံးဝလွတ်လပ်ရေးကိုဆုံးဖြတ်ပြီးတဲ့နောက်ကျွန်တော်တို့ဒီတိုင်းပြည်ကိုကြေညာထားတဲ့အတိုင်းဒီနေ့တွင်လုံးဝလွတ်လပ်ရေးရအောင်လုပ်မယ်ဆိုတာလည်းပဲကျွန်တော်တို့လုပ်နေရအဲ့လိုကြိုးစားမယ်ဆိုပြီးကျွန်တော်တို့လုပ်ဒီလိုလုပ်နေတဲ့အတိုင်းကျွန်တော်တို့လုပ်တဲ့လုပ်ငန်းကအောင်မြင်မလဲမအောင်မြင်ဘူးလားစအခုနဲ့ကဘယ်သူမှမပြောနိုင်သေးဘူး။ဘာဖြစ်လို့လဲဆိုရင်အချိန်နေလိုပါလေကျွန်တော်တို့နေတဲ့လုပ်ငန်းတွေကမပြီးသေးပါဘူး။ပြီးလာတဲ့တနေ့ပဲခင်ဗျားတို့မြင်လာတဲ့တနေ့ပဲကျုပ်တို့လုပ်ငန်းတွေကအောင်မလားမအောင်မလားဆိုခင်ဗျားတို့မြင်နိုင်ပါပဲ။အဲ့တော့အခုနဲ့ကမဲ့ကျွန်တော်ဘာမှသိပြီးတော့ကကြီးကျယ်ကျယ်တွေပြောမနေလိုပါဘူး။အဲ့ဒီလိုလွတ်လပ်ရေးရအောင်ကျုပ်တို့ကလုပ်တဲ့နေရာမဲ့အလွယ်ဆုံးအကောင်းဆုံးအေးဆုံးနည်းကိုကျွန်တော်တို့ရှားတယ်။အဲ့ဒီလိုရှားတာကိုကျုပ်တို့ကိုဘာအပြစ်ပြောစရာခင်ဗျားတို့ရှိတယ်။အလွယ်ဆုံးအေးဆုံးအကောင်းဆုံးနည်းတွေနဲ့ကျွန်တော်တို့လွတ်လပ်ရေးကိုရအောင်ရှားတဲ့နေရာမဲ့ဘယ်သူတွေကဘာပြုတ်ကျုပ်တို့ကိုအပြစ်တင်နေရတာလဲကျွန်တော်တို့ပမာပြည်မဲ့ပေါ်ခဲ့တဲ့နိုင်ငံရေးဖွဲ့တွေကျွန်တော်တို့ပမာပြည်မဲ့ပေါ်ခဲ့တဲ့နိုင်ငံရေးကောင်းဆောင်တွေအားလုံးကိုတယောက်စီခင်ဗျားတို့စိတ်ကူးတဲ့မဲ့စင်ပြီးတော့ကမာတိကစင်ပြီးစဉ်းစားကြည့်စမ်းပါဟုတ်လားဘယ်လိုလူသားတွေလဲဘယ်လိုဖွဲ့လဲဆိုတာခင်ဗျားတို့အဲ့ဒီခါမှာဖြေထွက်လာတယ်အခုနဲ့ကံမဲ့ကျုပ်တို့ကအစိုးရလုပ်နေတဲ့အချိန်ကမျိုးဖြစ်ဟုတ်လားဘယ်အစိုးရမှလည်းကျွေးခြင်းမရှိတဲ့အစိုးရလည်းမရှိဘူးတော့လည်းတိုင်းပြည်အပေါ်မဲ့ဒေသနာရှင်းထားပြီးတော့ကတစ်စစ်နဲ့တစ်စစ်ကျွန်တော်တို့လုပ်လာတဲ့လုပ်ငန်းကတိုးတက်လားမတိုးတက်ဘူးလားဆိုခင်ဗျားတို့ပြန်ကြည့်ပါဒီတော့ကလွတ်လပ်ရေးဆိုလို့ခင်ဗျားတို့ကိုကျွန်တော်ပြောပြအောင်လွတ်လပ်ရေးဆိုတိုင်းပဒေသာပင်မြေကမပေါက်နိုင်ဘူးဆိုတာကိုခင်ဗျားတို့ကိုကျွန်တော်ရှင်းခဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ထဲမဲ့လွတ်လပ်ရေးရတော့မဲဆိုလို့ရှိရင်ဟလားစိတ်ကူးကဘယ်နဲ့စိတ်ကူးကြလဲဆိုရင်ပဒေသာပင်ကြီးချက်ချင်းပေါက်လာတော့မလို့နေချင်းညာချင်းပေါက်လာတော့မလို့ခင်ဗျားတို့ရှင်းရတဲ့လူတွေများကြဟလားတချို့ကလည်းပဲလွတ်လပ်ရေးရပြီဆိုပြီးတော့ဘာလုပ်ကျင်လဲဆိုတော့ကကျွန်တော်တို့အရင်တခါတုန်းကတွေ့ကြတာဟိုဒါဂျပန်ခေတ်တုန်းကဂျပန်ခေတ်ဗမာလွတ်လပ်ရေးပေါ့ဘုရားစုစီဗမာလွတ်လပ်ရေးတုန်းကအဲ့ဒီတုန်းကဆိုလို့ရှိရင်လွတ်လပ်ရေးရပြီဆိုပြီးတော့ဟလားဟင်္ဒရာနယ်ဘက်မှာကျွန်တော်တွေ့ခဲ့ဘာတွေ့လဲဆိုလို့ရှိရင်လမ်းမပေါ်မှာစီးလှမ်းလွတ်လပ်ရေးရပြီကွာဆိုပြီးတော့ဟိုလူတကာသွားတဲ့လမ်းမပေါ်မှာထွက်ပြီးတော့စီးရီချမ်းအဲ့တော့ကဒီလမ်းတော်လမ်းလှုပ်တဲ့လူတွေအတော်ခွာကြအဲ့ဒါဟာလွတ်လပ်ရေးမဟုတ်လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ကဘာလဲလွတ်လပ်ရေးဆိုတာဟာကိုတူတယောက်ကောင်းစားဖို့ဖြစ်စေတစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေလုံးတဲ့နေရမယ်တခြားတူတယောက်ရဲ့အကျိုးကိုမထိခိုက်ပဲနဲ့ဟုတ်လားတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ပဲနဲ့လွတ်လပ်လပ်ကိုတိုးတက်မှုအတွက်လုံနိုင်တာလွတ်လပ်ရေးပဲတခြားလူမျိုးတခြားလူတွေရဲ့အကျိုးကိုမထိလို့ရှိရင်အနောက်ရှင်မရှိကြောက်တိုင်းပြည်တစ်ပြည်လုံးရဲ့အကျိုးကိုမထိခိုက်ဘူးတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘူးဆိုရင်ခမရလွတ်လပ်လုံနိုင်တဲ့အခြေအနေရှိရတော့လည်းပဲသူများနိုင်ငံရဲ့လွတ်လပ်ရေးကိုသွားနှောင့်ယှက်တဲ့လွတ်လပ်ရေးကိုမဟုတ်အဲ့ဒီကဘာလဲဆိုရင် license court ဒါရန်ကမှုများမှာဖြစ်ဒီတော့လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ဟာစီးမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်စီးနဲ့ကမ်းနဲ့သဘောမျိုးတာလည်းဖြစ်စီးနဲ့ကမ်းနဲ့ရှိမှတာလည်းလွတ်လပ်ရေးဆိုတာလည်းပဲဖြစ်နေအဲ့တော့လွတ်လပ်ရေးဆိုတာကိုကျွန်တော်တို့ရတဲ့ခံမဲ့နားလည်မှာကငါတို့တိုင်းပြည်ဟာပိုပြီးစီးကမ်းရှိဖို့လိုတယ်ဟလားလွတ်လပ်ရေးရအောင်လဲငါတို့တိုင်းပြည်လွတ်လပ်ရေးရအောင်လဲပဲစီးကမ်းရှိနဲ့လုပ်ရမယ်အဲ့ဒီလိုအားဖြင့်စီးကမ်းသဘောတွေနားလည်ပြီးအလုပ်စီးနဲ့ကမ်းနဲ့အလုပ်လုပ်တတ်မှာလွတ်လပ်ရေးစာကိုခင်ဗျားတို့တကယ်ရပြီနောက်ပြီးတော့ဒီလွတ်လပ်ရေးရတဲ့ခံမဲ့လွတ်လပ်ရေးရတဲ့အခွင့်အရေးတွေရလွတ်လပ်ရေးရတဲ့ကံမဲ့ခင်ဗျားတို့အခွင့်အရေးတွေပိုရတာလည်းရှိအခွင့်အရေးတွေပိုရတယ်လို့ပဲတာဝန်တွေမှလည်းပိုးလာလိမ့်မယ်ဘယ်လိုတာဝန်တွေပိုးလာလိမ့်မလဲဆိုရင်ဒီတိုင်းပြည်ကိုအင်္ဂလိပ်ကအုပ်ချုပ်နေတဲ့အခါတုန်းကဒီဗမာပြည်ကိုကာကွယ်ဖို့တာဝန်ကအင်္ဂလိပ်အစိုးရရဲ့တာဝန်သာဖြစ်တယ်သို့တော်လည်းဒီဗမာပြည်ကိုကျုပ်တို့လွတ်လပ်ရေးရတဲ့အခါမဲ့ကျုပ်တို့ဗမာတွေကဒါလည်းဗမာပြည်ကိုကာကွယ်ရမယ်တာဝန်ကအဓိကဖြစ်ဒီတော့အရင်တုန်းကလို့ခင်ဗျားတို့အေးသေးသေးနေလို့မဖြစ်နိုင်တော့ကျုပ်တို့တိုင်းပြည်ဆိုရလုပ်တဲ့လူတွေကတိုင်းပြည်ကာကွယ်ဖို့အတွက်ဗမာပြည်မှာစစ်သားတွေနဲနေတယ်ဆိုလို့ချင်းဗမာတိုင်းဟလားအရွယ်ရောက်တဲ့လူမှန်သမျှကျမ်းမာတဲ့လူမှန်သမျှစစ်မှုမတမ်းမနေရဆိုပြီးတော့အတင်းဥပဒေနဲ့နေပြီးတော့စစ်ထဲမဲ့ထဲရလို့ဟဲ့ဟလားအဲ့ဒါမျိုးတွေလောက်တန်လောက်ရလို့ဟလားနှစ်တန်3နှစ်တန်ဝင်ပြီးတော့စစ်ထဲမဲ့လောက်ရမယ်လောက်ပြီးတဲ့နောက်စစ်တဲ့ခါမဲ့ဆိုရင်လည်းဝင်တိုက်ရမယ်စခင်ဗျားတိုက်ချင်းမတိုက်ချင်းအဲ့ဒါဝင်တိုက်ပါအဲ့ဒါကလည်းတာဝန်မဲ့ဒါလွတ်လပ်ရေးရတဲ့အခါဖြစ်မဲ့တာဝန်မျိုးပဲလွတ်လပ်ရေးရတဲ့အခါဖြစ်မဲ့တာဝန်မျိုးပဲအဲ့ဒီအတိုင်းပဲ
ကျွန်တော်တို့ဒီတိုင်းတွေကိုလွတ်လပ်တဲ့အခါမဲ့ဖြစ်ချင်တာတွေပေါ်မယ်ပြီးတော့ခင်ဗျားတို့အလုံးမလုံးပဲတော့ဖြစ်မှာမဟုတ်ဘူးဆိုတာဒါကျွန်တော်ပြောတယ်ဟုတ်လားအလုံးမလုံးပဲမဖြစ်ဘူးဟုတ်လားအဲ့တော့ကဘီလာမဲ့အခုဒီစစ်ကြီးပြီးတဲ့အခါမဲ့အင်မတန်မဲ့မွဲနေဆိုအရင်တုန်းကတော့သူ့တိုင်းပြည်ကထွက်တဲ့ကုံကသူ့တိုင်းပြည်ကိုသွင်းတဲ့ကုံနဲ့စာပေါင်းများစွာပိုးတဲ့အတွက်လည်းသူတို့တိုင်းပြည်မဲ့တော်တော်ပဲဝင်ငွေတွေမြောက်များရပြီးတော့သူတို့တိုင်းလူပြည်သားတွေကိုတော်တော်လေးချောင်းလဲပြအောင်သူတို့ထားနိုင်တယ်သို့တော်လည်းဒီစစ်ကြီးပြီးတဲ့နောက်အင်္ဂလိပ်ဆိုရပို့မယ်ဆိုရင်ဒီနိုင်ငံခြားမဲ့သူတို့ရှိနေတဲ့ငွေပင်ငွေရင်းစိုက်တဲ့လုပ်ငန်းတွေစအမေရိကန်ကိုရောက်ပြတာကြီးလောက်ပဲဖြစ်နောက်ပြီးကျွေးလည်းပဲတော်များကိုတင်တယ်ဂရေ1500လောက်တင်တယ်ဂရေရွှေတင်းကဂရေ1000တန်းပေါင်း1500လောက်ကတင်တယ်ထင်တယ်အဲ့ဒါမျိုးအပြင်ဟလာနောက်ပြီးတော့ဒီသူတို့တိုင်းပြည်မဲ့ရှိတဲ့ပစ္စည်းတွေကလည်းပဲအတော်ပဲကုန်သွားတယ်ကုန်လုံးနဲ့မကဘူးအခုနဒီနိုင်ငံခြားကုန်ကူးတဲ့နေရာမှာထွက်ကုန်ကဝင်ကုန်နဲ့အများကြီးနေနေအဲဒီတော့ကအခုဒီစစ်ပြီးတဲ့အခါမှာရှေးကငကိုချေကိုအမြန်ဆုံးပြန်ရအောင်ဆိုပြီးတော့အမြန်ဆုံးပြန်ရအောင်ဆိုပေမဲ့တစ်နှစ်တည်းနဲ့မရဘူးတစ်နှစ်တည်းနဲ့မရဘူးဒီငါ6နှစ်9နှစ်10နှစ်9နှစ်10နှစ်စရအဲ့လိုကိုသူတို့လုပ်ရမယ်အဲ့လိုအကြောင်းတွေကြောင့်သူတို့တော်ကိုပဲစီးပွားရေးခြေနေမှာထိကြိုက်နေတော့ကငကိုချေနေကိုဒီငါ10 9နှစ်ဆိုတော့အမြန်ဆုံးပြန်ရောက်နိုင်အောင်ဆိုပြီးတော့သူတို့ဘာကြိုးစားနေတယ်လဲအင်္ဂလိပ်ပြည်မဲ့ထွက်တဲ့ပစ္စည်းအင်္ဂလိပ်ပြည်မဲ့လုံတဲ့ပစ္စည်းတွေကိုအင်္ဂလိပ်တွေမဝယ်နိုင်ဘူးမဝယ်ရဘူးဘာဖြစ်လို့လဲဥပမာအဝတ်တဲ့အင်္ဂလိပ်ပြည်ကလုံတဲ့အဲ့ဒီလုံတဲ့အဝတ်တဲ့ကိုဟုတ်လားအင်္ဂလိပ်ပြည်ကလုံပေမဲ့အင်္ဂလိပ်လူမျိုးတွေကိုတစ်နှစ်ကို2ထဲ3နဲ့အတရှိတဲ့အားဖြင့်လိုတလောက်တဲ့ပို့ပြီးမဝတ်ရအောင်ကောပွန်စရာတွေပေးပြီးတော့ဆိုင်နေမယ်ရောင်းအဲ့ဒီကောပွန်ရမှဝင်နိုင်တယ်အဲ့တော့ဒီလိုဝင်နိုင်တော့ကအဲ့ဒီလိုပေးပြီးတော့ကရောင်းတယ်အဝယ်ခိုင်းတယ်အဲ့ဒါပူရတွေမှန်သမျှကိုဘာလုပ်လဲဆိုရင်နိုင်ငံခြားထုတ်ပြီးရောင်းတယ်ဟုတ်လားနိုင်ငံခြားကတကဘီလာကိုတွင်းတဲ့ပစ္စည်းတွေကြတော့လည်းပဲဟုတ်လားနိုင်ငံခြားနေပြီးဘီလာကိုတွင်းတဲ့ပစ္စည်းတွေကြတော့လည်းပဲအရင်ကလို့အရမ်းမဲ့အရင်ကလို့အသွေးမထိုင်မဲ့နဲ့ချော့ပေါ့တွင်းပြီးတဲ့နောက်ဟုတ်လားအဲ့နိုင်ငံခြားတွင်းတဲ့တချို့ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ထွေးကြီးသားအရင်ကတည်းကအများကြီးလျှော့ပြီးအသုံးခိုင်းသူတို့စီမဲ့ဆိုရင်ကြီးကပေါင်မုံဟုတ်လားသားတဲ့ပေါင်မုံနဲ့အခုပေါင်မုံနဲ့ဆိုရင်အခုအကာမဲ့အင်မတန်ကိုလျှော့ပြီးသားနေရတဲ့အချိန်ကမျိုးသားတယ်ဒီလိုချွေတာပြီးခုနေကမဲ့ဒီလိုလုံမှနောက်4 5 6နှစ်9နှစ်10နှစ်အစချင်းအဲ့လိုရှိလာတဲ့ခါကျမှအင်္ဂလိပ်ပြည်ကအရင်ငကိုချေကိုပြန်ရနိုင်ဖို့အကြောင်းရှိဟုတ်လားအဲ့ဒီလိုမဟုတ်ပဲနဲ့နေမယ်ဆိုလို့ရှိရင်တော့သူတို့မရနိုင်အဲ့ဒီတော့ကဒီလိုတိုင်းပြည်ကြရနာဖြစ်အောင်ထူထောင်အောင်ဆိုရင်အင်္ဂလိပ်ပြည်ကလည်းပဲလွတ်လပ်တဲ့တိုင်းပြည်ဖြစ်ပင်ရတော့လဲအလုံးလုံးရတယ်ဆိုတာကိုခင်ဗျားတို့သိသိချင်းအဲ့ဒီတိုင်းပဲဆိုဗီယက်ယူနီယံဆိုတဲ့တိုင်းပြည်ကတော်လှန်ရေးတွေဖြစ်ပြီးတဲ့နောက်ပထမရှေးဥစွာစစ်တော်တွင်မဲ့တော့ဝါကွန်မြူနစ်ခေါ်တာဟလားဒီစစ်တော်တွင်မဲ့လုပ်တဲ့ကွန်မြူနစ်စနစ်ဆိုပြီးတော့လုပ်အဲ့ဒီပြီးတဲ့နောက်စစ်ပြီးတဲ့ကံမဲ့ new economic policy ခေါ်တဲ့ဟလားဒီစီးပွားရေးစနစ်သဘောမျိုးနဲ့နေပြီးလုပ်အဲ့ဒီလိုလုပ်ပြီးတဲ့နောက်မှာတခါ9 နှစ်စီမံကိန်းတွေဆိုပြီးတော့9 နှစ်စီမံကိန်းတွေဆိုဗီယက်ယူနီယံနဲ့လုပ်ခဲ့အဲ့လို9 နှစ်စီမံကိန်းတွေပထမစီမံကိန်းလုပ်တဲ့အခါတုန်းကဒီနိုင်ငံလုံးရဲ့ခြေနေအလုံးကိုဂျုံကြည့်ပြီးတော့တိုင်းတစ်ပြည်လုံးရဲ့ကောင်းဖို့ကိုအမြဲတမ်းကောင်းဖို့ကိုရှေ့ရှုကြည့်ပြီးတော့လုပ်ရတဲ့အခါဖြစ်တဲ့အတွက်လူတွေဟာစားကျင်တိုင်းပထမမစားရဘူးဝတ်ကျင်တိုင်းမဝတ်ရဘူးနေကျင်တိုင်းမနေရအဲ့ဒီလိုဖြစ်ရတယ်ဟုတ်လားဒီတော့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ထူထောင်ကြမယ်ဆိုလို့ရှိရင်လည်းပဲ national planning ခေါ်တဲ့အဲ့လိုစီမံကိန်းမျိုးတွေနဲ့မလုပ်တဲ့နဲ့ဒီနေ့မှကျွန်တော်တို့တိုင်းပြည်မကြီးပွားနိုင်ဘူးမထူထောင်နိုင်ဘူးဆိုတာခင်ဗျားတို့သတိရှိပြီလေဟုတ်လားအဲ့ဒီတော့ကဒေသဘက်ကမြေကပေါက်လာမှာမဟုတ်ဘူး
တေသာပင်ပေါက်အောင်ဆိုရင်ကျွန်တော်တို့အလုံးလုံးမှပေါက်မှာဆိုတာခင်ဗျားတို့နားလည်သိနေအဲ့တော့လွတ်လပ်ရေးရပင်ရညာတော့လဲလွတ်လပ်ရေးကလွတ်လပ်ရေးရတဲ့အခါမှာကြောက်ရောက်လာမဲ့တိုင်းသူပြည်သားလူအများအားလုံးရဲ့တာဝန်တွေကိုကျွန်တော်တို့ကမထမ်းဆောင်ခြင်းမှုဆိုရင်ခင်ဗျားတို့ရတဲ့လွတ်လပ်ရေးဟာခဏရပြီးတော့လက်ပြင်ကတခြားလက်ပြန်ပါသွားမှာပဲဆိုတာခင်ဗျားတို့သိနေပြီးတော့အဲ့ဒီလွတ်လပ်ရေးရတဲ့အခါမှာကျွန်တော်တို့ခုနစီမံကိန်းအမျိုးမျိုးနဲ့လောက်တောင်မှအနည်း20လောက်ကျွန်တော်တို့တကားရိုင်းပေါ့ဗျာကျွန်တော်တကားရိုင်းပြောတယ်ဆိုတာကဒီတကားလက်ရိုင်းပြောမှလူတွေကမှတ်ပြီဟုတ်လားတကားရိုင်းဆိုရင်တော့အတော်ကိုပြည့်အောင်ကြိုးစားနိုင်မှလုံနိုင်မှအဲ့ဒါအတော့ကိုကုန်းလုံနိုင်မှကျုံလုံနိုင်မှအနည်း20လောက်ရှိတဲ့အခါကျမှတော်ကာကြမယ်ပြီးတော့ကျွန်တော်တို့ကတကားတဲ့3ညကစပြီးအကုန်လုံးပြန်ပြီးတော့ကအုပ်မြစ်ချပြီးအလုပ်လုပ်ရမှာဆိုတော့ကျွန်တော်တို့ကတခြားနိုင်ငံတွေကခြီလန်းတလန်းလိုက်ရင်တခြားလွတ်လပ်တဲ့နိုင်ငံတွေကခြီလန်းတလန်းလိုက်ကျုပ်တို့ကခြီလန်း50လန်းလိုက်နိုင်မှအဲဒီလိုလိုက်နိုင်တဲ့အခါကျမှနောက်10နှစ်အနည်း20တန်ဒီအားဖြင့်အဲလိုတန်းတူညီတူဖြစ်သွားနိုင်တန်းတူညီတူမပြတ်သမျှကာလပတ်လုံးဒီတိုင်းပြည်ကြီးကလွတ်လပ်တဲ့ဆိုပေမဲ့ဘိုလ်လူလည်းပဲမြင်ရတဲ့အခါမျက်နှာချိုသွေးရဒီလူမြင်တယ်မြင်ရတဲ့အခါလည်းမျက်နှာချိုသွေးရဖားတယ်လို့နိုင်ငံမျိုးဖြစ်နေမှာပဲစာခင်ဗျားတို့အသိလင်းသားတယ်အာမမရှိသေးတော့အဲ့ဒါလိုပဲဖြစ်နေမှာပဲဟုတ်လားအဲ့ဒီတော့ကအင်မတန်ကျွန်တော်တို့တကယ်ရက်ကိုကျွန်တော်တို့တိုက်ပြင်းမယ်ရှိတဲ့လူတွေစီစီယုံယုံနဲ့ရှိပါမှဟုတ်လားဖားတဲ့သဘောမျိုးနိုင်ငံမျိုးမဖြစ်ပဲနေဟုတ်လားအဲ့ဒီတော့တိုင်းရင်းသားချင်းချင်းညီညွတ်ရေးတိုင်းရင်းသားလူထုညီညွတ်ရေးသာပါသမားတွေညီညွတ်တာကြုံမလို့ချင်ပါဘူးတိုင်းရင်းသားချင်းချင်းညီညွတ်ရေးတိုင်းသူပြည်သားလူထုညီညွတ်ရေးအဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လို့ဟုတ်လားဒီတိုင်းပြည်လွတ်လပ်ပင်လွတ်လပ်ရတော့လည်းပဲဘယ်သာပြီးတက်ဘယ်ဆိုးရလှုပ်ဖားတဲ့တိုင်းပြည်ဖြစ်နေပါတော့ကျွန်တော်ပြောချင်အဲဒီတော့ဒီနှစ်ခုကိုခင်ဗျားတို့ကမပြတ်ပါစီနဲ့ဘသူကဘာလို့မပြတ်ပါစီနဲ့အဲ့ဒါအင်မတန်အရေးကြီးပါပဲကျွန်တော်တို့ဒီရှင်နေမဥပမာလို့ပြောမယ်ဆိုရင်လည်းပဲ